ကျွန်တော်ဘာဖြစ်ရှိလို့တခဲထားခဲ့ရလဲကျွန်တော်ဘာလုပ်လိုက်လို့တခဲရက်စက်တာလဲကျွန်တော်မှာအမြဲလေးတခဲပြန်မလာရဲညနေတဲ့ညရီဆိုဗနေမောင်လေးနာမတကောင်းဝါလေးရှိမှမျောကရှင်နေကိုတခင်ရဲ့ရိတ်တွေနဲ့တခင်ကိုကျွန်တော်နာဆောင်ကြည့်ရတဲ့ဘဝတွေနဲ့တခင်ရဲ့နားလေးမှာတခင်ရဲ့ပါလေးမှာကျွန်တော်လေးရင်နဲ့ပြောနေတခင်ကျွန်တော်လေးအရင်ချစ်ခဲ့ရတွေကိုမမြင်နိုင်လို့ရာစောပြေခဲ့ရလေကျွန်တော်ဘယ်ဘဝရောက်ရတခဲတတိယနေမယ်ကျွန်တော်နောက်ဆုံးထွက်တဲ့ทีတခဲချစ်သွားခဲ့ပါမယ်ကျွန်တော်မှာအမြဲလေးတခင်ပြန်မလာရဲညနေတဲ့ညရီဆိုဗရေမောင်လေးနာမတကောင်းဝါလေးရှိမှမျောကရှင်တဲ့ကိုတခင်ရဲ့ရိတ်တွေနဲ့တခင်ကိုကျွန်တော်နာဆောင်ကြည့်ရတဲ့ဘဝတွေနဲ့တခင်ရဲ့နားလေးမှာတခင်ရဲ့ပါလေးမှာကျွန်တော်လေးရှင်တဲ့ပြောနေတခင်ကျွန်တော်လေးအရင်ချစ်ခဲ့တာတွေကိုမမြင်နိုင်လို့ရာစွန့်ပစ်ခဲ့ရလေမမြင်နိုင်လို့ရာစွန့်ပစ်ခဲ့ရလေ